မင်္ဂလာပါပရိသတ်တို့ရေ Hub ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တို့အနေနဲ့ Marvel ရဲ့အန်ဒီရဲ့အများဆုံး hero တွေလောက်ကျန်တပ်ဖြတ်ရေးသမားတွေနဲ့လူသားသမားဟောင်းတွေပေါင်းပြီးအပွဲတစ်ခုတည်ထောင်ခဲ့မယ်ဆိုရင်ဘယ်လိုမျိုးဖြစ်လာနိုင်တယ်လို့ထင်ကြပါတယ်လေကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြသွားမယ့်သူတွေက Marvel ရဲ့ Avenger အဖွဲ့လို့ hero တွေမဟုတ်တယ်လို့ Thanos လို့ villain တွေလည်းမဟုတ်ပါဘူးသူတို့ကကဘာကြီးကိုကယ်တင်ဖို့စိတ်မဝင်စားကြတာမဟုတ်ပဲကလေးသားချေဖို့ထိန်းချုပ်ဖို့နဲ့ဘယ်လိုဖြစ်ဖြစ် mission ပြီးဖို့ကိုသာစိတ်ဝင်စားကြတဲ့သူတွေပါသူတို့အဖွဲ့ကိုတော့ Thunderbolts လို့ခေါ်ပြီး Marvel Universe ထဲမှာအထူးခြားဆုံးအဖွဲ့လို့လည်းပြောလို့ရပါတယ်။အဲဒီအဖွဲ့ကို villain ကနေလူကောင်းဖြစ်လာတဲ့သူတွေကလေးစားချေချင်တဲ့သူတွေသူလိုချင်တာရဖို့ဘာမှမဆိုလုပ်မဲ့သူတွေနဲ့ဖွဲ့စည်းထားပါတယ်။ Thunderbolts အဖွဲ့ကို1998ခုနှစ်မှာထုတ်ခဲ့တဲ့ Incredible Hulk comic ရဲ့ issue 449မှာစတင်မိတ်ဆက်ခဲ့ပါတယ်။မူရင်းဖန်တီးသူတွေဖြစ်တဲ့ Kurt Busiek နဲ့ Mark Bagley တို့ကနေစတင်ရေးသားခဲ့တာဖြစ်ပြီးမူလအစက Avengers တွေနဲ့ Fantastic Four အဖွဲ့ဝင်တွေသေဆုံးသွားကြတဲ့အခါကဘာကိုကာကွယ်ဖို့ပေါ်ပေါက်လာတဲ့ hero အသစ်တွေနဲ့မိတ်ဆက်ခဲ့တာပါဒါပေမဲ့အဲဒီလိုကနေဇာတ်ကြောင်းအရအဲ့ဒီဖွဲ့ဟာ comic ထဲမှာ Baron Zemo ဦးဆောင်တဲ့ villain ဖွဲ့ဖြစ်လာခဲ့ပါတယ်မူရင်း Thunderbolts အဖွဲ့ဝင်တွေအဖြစ် Baron Zemo, Soundbat, Match Eye, Darkno, Meteorite နဲ့ Atlas တို့ပါဝင်ပါတယ်ဒါပေမဲ့ Marvel Comics သမိုင်းကြောင်းတစ်လျှောက်မှာ Thunderbolts အဖွဲ့ဝင်တွေဟာအမျိုးမျိုးပြောင်းလဲခဲ့ပြီး comic ဇာတ်လမ်းခွဲပေါင်းများစွာလည်းထွက်ရှိခဲ့ပါတယ်များသောအားဖြင့်အဲဒီဇာတ်လမ်းတွေရဲ့တူညီတဲ့အချက်တစ်ခုကကလေးစားခြေတာရန်ပြူတာတစ္ဆာဖောက်တာစတဲ့ဇာတ်ကွက်တွေကိုအခြေခံထားတာပဲဖြစ်ပါတယ်။ထွက်ရှိထားသမျှ Thunderbolts comic ဇာတ်လမ်းများစွာတွေကမှဒီဗီဒီယိုမှာတော့ Marvel Cinematic Universe ထဲကမေလာနီယာနေ့မှာထွက်ရှိလာခဲ့တဲ့ Thunderbolts တွေအကြောင်းကိုပြောပြသွားပါမယ်။ MCU က Thunderbolts movie အကြောင်းပြောလို့ငါမကြည့်ရသေးဘူး spoil ခံရတော့မဲလို့တော့မထင်လိုက်ပါနဲ့။ဒီဗီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေက spoiler free ဖြစ်ပြီးဇာတ်လမ်းမကြည့်ရသေးတဲ့ပရိသတ်တွေပါကြည့်ရှုနိုင်ပါတယ်။ MCU ရဲ့ Thunderbolts ထဲမှာ Yelena Belova, Red Guardian, Winter Soldier, US Agent, Ghost, Taskmaster နဲ့ Valentina Allegra de Fontaine ဆိုပြီးစုစုပေါင်းအဖွဲ့ဝင်9ယောက်ပါဝင်ပါတယ်။ Bucky Barnes, Winter Soldier လို့သိကြတဲ့ Bucky ဟာ Hydra ဖွဲ့ရဲ့လောက်ကျန်တပ်ဖြတ်သူဟောင်းတစ်ယောက်ဖြစ်တယ်လို့ Steve Rogers နဲ့လည်းအချိန်တော်တော်ကြာတငယ်ချင်းဖြစ်ခဲ့ပူသူပါ။ဘကီယာအဆင့်မြင့်နေထားတဲ့စူပါစစ်သားတစ်ယောက်ဖြစ်ပြီးဆယ်ရုပ်လက်သက်စင်ထားကကိုခံပညာသုံးပြီးတိုက်ခိုက်တဲ့နေရာမှာထူးကြပါတယ်။သူအတိတ်တုန်းက Hydra ဖွဲ့ရဲ့အုံနောက်စေးခြင်းကိုခံခဲ့ရပြီးအပြစ်မဲ့တဲ့လူတွေကိုတပ်ပစ်ခဲ့ပါတယ်။သူရတဲ့လောက်ရက်ကိုအခုထိနောင်တရလျက်ရှိပြီးဟီရိုတစ်ယောက်ဖြစ်လူတွေကိုကာကွယ်ကသူ့အပြစ်တွေကိုစေးကြောနေသူတူလည်းဖြစ်ပါတယ်။ Thunderbolts လမ်းထဲမှာတော့ဘကီကအဖွဲ့ကောင်းဆောင်ဖြစ်ပြီးအတွေ့အကြုံရှိဆုံးနဲ့အတော်ဆုံးသူလည်းဖြစ်ပါတယ်။သူဟာအထက်ကလောက်ရက်တွေကိုပြန်ပြီးမပြုတ်ပြင်နိုင်ပေမဲ့ကောင်းမွန်တဲ့အနာဂတ်ကိုဆက်လက်တည်ဆောက်လို့ရကြောင်းသက်သေပြခဲ့သူဖြစ်ပါတယ်။ Yelena Belova နောက်တစ်ပုဒ်ကတော့ Yelena Belova ဖြစ်ပါတယ်။သူမဟာထိထိငုံငုံပြောတတ်တဲ့ဗီဇရှိပြီးကြောက်စရာကောင်းပါတယ်။သူမဟာ Black Widow လိုပဲ Red Run နဲ့မှလေ့ကျင့်ပြီးလောက်ကျန်တက်ဖြတ်သူဖြစ်ကြီးပြင်းလာခဲ့တာပါ။ဒါကြောင့်ပဲ Yelena ဟာ Natasha ရဲ့ညီမလေးလိုဖြစ်နေပြီးပရိသတ်ကြိုက်ဆုံးဇာတ်ကောင်တစ်ကောင်လည်းဖြစ်ပါတယ်။သူမဟာကိုယ်ခံပညာတက်မြောက်ပြီးလက်ဗလာနဲ့တိုက်ခိုက်ရမှာကျွမ်းကျင်တယ်လို့စနိုက်ပါကိုလည်းကျွမ်းကျင်ချင်းဖြစ်တတ်ပါသေးတယ်။သူမဟာလူတွေကို view site ပေးတတ်တယ်ဆိုပေမဲ့ငယ်ဘွားမှာကြုံတွေ့ခဲ့ရတာတွေကြောင့်ဘသူကိုမှမယုံကြည်ပါဘူး။ဇလန်ထဲမှာတော့သူမကိုအဖွဲရဲ့လောက်ကျန်တက်ဖြတ်ရေးသမားတို့အနေနဲ့မိတ်ဆက်ထားပါတယ်။ Red Guardian ရုရှားနိုင်ငံက Captain America ကိုအတူကိုရဲအနေနဲ့ Alexei Shostakov ကိုစူပါဆိုဂျာဆေးရည်ထိုးပြီးတော့ Captain America ရုရှားဘာရှင်ဖြစ် Red Guardian ဆိုပြီးဖြစ်လာခဲ့တာပါ။ Red Guardian ဟာကြီးမားတဲ့ကြွက်သားတွေမုတ်ဆွေမှုတွေအပြင်ကြီးမားတဲ့အတ္တကိုလည်းကင်ဆောင်ထားပါသေးတယ်။သူဟာအမြဲလိုကိုအယမ်းမိုက်တယ်တခြားလူတွေထက်တာတယ်လို့အထင်ရောက်နေတတ်ပြီးသူစွမ်းသိတယ်ဆိုတာကိုပြချင်တဲ့ဆိုဗီယက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။သူခန္ဓာကိုယ်ကတခြား hero တွေလိုပုံမကြပဲဝါနေပေမဲ့ short တက်လို့တော့မရပါဘူး။သူဟာတန်မာကြီးမားတဲ့ခွန်အားကိုပိုင်ဆိုင်ထားပြီးစူပါစစ်သားတစ်ယောက်လည်းဖြစ်တာကြောင့်အဖွဲ့ရဲ့အားကိုးရတဲ့ tank တူဖြစ်ပါတယ်။သူဟာတခြားသူတွေထက်တာတဲ့အရေးပါအရာရောက်တယ်လို့ကိုထင်ပြီးဘဝင်မြင့်နေတာကလွဲရင်ဂျင်နာတက်တဲ့စိတ်ထားရှိသူဖြစ်ပါတယ်။ US Agent အမြင်က John Walker ဖြစ်ပြီး Captain America နေရာမှာအစားထိုးဖို့အရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ဒါပေမဲ့လည်းသူကလူမြင်ကွင်းမှာလူတစ်ယောက်ကိုသူ့ရဲ့ဒိုင်းနဲ့တပ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပဲ hero ဖြစ်သူ့ကိုလူတွေကမတတ်မှတ်ပဲဝေဖန်ခံခဲ့ရက US Agent လို့အမည်ပြောင်းလဲခဲ့ပါတယ်။ Valentina de Fontaine ကသူ့ကိုဒုတိယအခွင့်အရေးပေးပြီး Thunderbolts အဖွဲ့ထဲကိုဝင်စေခဲ့ပါတယ်။သူဟာ Captain America လိုမျိုးဒိုင်းကသုံးပြီးကျွမ်းကျင်စွာတိုက်ခိုက်နိုင်တာစူပါလူသားခွန်အားကိုပိုင်ဆိုင်တာစတဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ချက်တွေလှုပ်ဆောင်နိုင်ပါတယ်။ဇလန်ထဲမှာတော့သူ့ကိုအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်သူရိုင်းဆိုင်သူအနေနဲ့ပုံဖော်ထားပါတယ်။ Walker ဟာအန်ဒရယ်များပြီးတော့ခံမရခက်ပါတယ်။လူစိုးတယောက်မဟုတ်ခဲ့ပေမဲ့သူ့ရဲ့မာနနဲ့စိတ်ဓာတ်ရာတွေကြောင့်အခုလိုပုံစံဖြစ်လာခဲ့တာပါ။ Taskmaster
အန်တိုနီယိုဒရက်ကောဟာသူမဖေဒရက်ကောရဲ့နှစ်ပေါင်းများစွာအုံနောက်ဆေးရဲ့တန်းကနေလွန်မြောက်လာခဲ့ပြီးတဲ့နောက်မှာသူမရှောင်းမဲ့လမ်းကိုကိုရိုင်းဖောက်မယ်ဆိုပြီးဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Black Widow ဇာတ်လမ်းထဲမှာအုံနောက်ဆေးရာကနေလွန်မြောက်လာခဲ့တာဖြစ်ပြီးအခုဇာတ်လမ်းမှာတော့တန်နာဘော့စ်အဖွဲ့ဝင်တယောက်ဖြစ်သူမကိုမြင်တွေ့ရမှာပါ။သူမဟာမျက်စိနဲ့မြင်တွေ့သမျှတိုက်ကွက်တွေအကုန်လုံးကိုချက်ချင်း copy ကူးပြီးပြန်အသုံးချနိုင်တဲ့စွမ်းရည်ရှိသူပါ။သူမဟာ Captain America ရဲ့ဒိုင်းကသုံးပြီးတိုက်တဲ့အကွက်တွေ Black Panther ရဲ့တိုက်ကွက်တွေအပြင် Spider-Man ရဲ့လှုပ်ရှားတဲ့ပုံစံတွေကိုပါကူးယူထားတာဖြစ်ပါတယ်။သူမဟာလည်းဘာကီလိုအတက်ရဲ့စိတ်တန်ရာတွေကနေလွတ်မြောက်ဖို့စ조사နေသူတယောက်ဖြစ်ပါတယ်။ Ghost လို့သိကြတဲ့ Eva Star ကို Ant-Man movie ထဲမှာထဲထဲဝင်စပြီးမိတ်ဆက်ခဲ့ပါတယ်။သူမဟာရှီအဖွဲ့ရဲ့လောက်ကျန်ရေးသမားတယောက်ဖြစ်ခဲ့ပြီးကွမ်တန်ထိတွေ့မှုကြောင့်အဆိုင်ခဲတွေကြားတွေကိုဖျက်သွားနိုင်စွမ်းရရှိခဲ့တာဖြစ်ပါတယ်။ခန္ဓာကိုယ်ကအရှိတရားကြားတွေကိုဖျက်သွားနိုင်တာကြောင့်သူမကိုဖမ်းမိဖို့နဲ့တိုက်ခိုက်ဖို့ခက်ပါတယ်။ Ghost ဟာအစကကွမ်တန်ကဘာတွေကိုတွားရောက်ထိတွေ့မိခဲ့တာကြောင့်ခန္ဓာကိုယ်မတည်မငြိမ်ဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာအဲဒီလိုအခြေအနေတွေကနေတက်တာလာခဲ့ပြီးနေရာတွေကိုဖောက်သွားနိုင်တဲ့အစွမ်းကြံနေခဲ့တာပါ။နောက်ပြီးသူမဟာအဖွဲ့ထဲမှာစကားအနည်းဆုံးသူဖြစ်ပါတယ်။ Valentina Allegra de Fontaine တန်နာပို့စ်အဖွဲ့ရဲ့ခေါင်းဆောင်ဟာဘက်ကီဆိုပေမဲ့အဖွဲ့ကိုတကယ်ကြိုးဆွဲနေသူက Valentina ဖြစ်ပါတယ်။သူမဟာရှီအဖွဲ့ခေါင်းဆောင် Nick Fury လိုမျိုးအစိုးရရဲ့ယာတို့ကြီးထိပ်တန်းလှုပ်ဝက် agent တယောက်ဖြစ်ကသူမလိုချင်တာကိုရရှိဖို့တန်နာပို့စ်အဖွဲ့သားတွေကိုစူးစီးပြီးနောက်ွယ်ကဂျိုးကန်အတုံးချခဲ့သူဖြစ်ပါတယ်။သူမဟာတာမန်လူသားတစ်ယောက်ဖြစ်ပေမဲ့အရန်ညံကောင်းပြီးအမြဲတမ်းအစီအစဉ်ချတတ်တာကြောင့်တန်နာပို့စ်လိုအဖွဲ့မျိုးကိုဖန်တီးပြီးလိုချင်တာကိုရယူခဲ့သူပါကျွန်တော်အမြင်မှာတော့ Marvel ရဲ့ Thanos Boss ဟာ DC ရဲ့ Suicide Squad နဲ့အတော်လေးဆင်တူပါတယ်။သူတို့တွေက Avengers တွေမလုပ်နိုင်တဲ့အရာတွေကိုလုပ်နိုင်တဲ့သူတွေဖြစ်ပါတယ်။အခုထွက်ရှိလာတဲ့ MCU ရဲ့ Thanos Boss movie ထဲမှာတော့သူတို့ဟာကမ္ဘာကြီးကိုကာကွယ်မဲ့သူတွေလားဖျက်ဆီးပစ်မဲ့သူတွေလားဆိုတာကိုသိရတော့မှာပါ။ပရိသတ်တို့ရောဒီအပွဲတွေကဘသူကိုအကြိုက်ဆုံးလို့ထင်ပါတယ်။ပရိသတ်တို့ရဲ့အမြင်တွေကို comment မှာရေးပေးခဲ့ပါဦး။ပရိသတ်တို့အနေနဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like ပေးပြီးနောက်လာမယ့်ဗီဒီယိုလေးတွေအများကြီးကိုကြည့်ရအောင် channel လေးကို subscribe လေးလုပ်ပေးခဲ့ပါဦးနော်အခုလိုဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ